ကဲ New Year မှာတငယ်ချင်းတွေခေါ်ပြီးအမိုးတောက်ရှင်တဲ့ brother တွေ sister တွေအတွက်3000လောက်နဲ့တယောက်ကလုံးခေါ်တိုက်ပြီးတော့မှောက်လို့ရမယ်စမြင်းပါတီပန့်လေးကိုဖြောလိုက်ကြအောင်အဓိကစမြင်း random နဲ့ပါမယ်ပြီးလို့ရှိရင်ဂျင်ပါမယ်နောက်ပြီးတော့ juice ပါမယ်ဒါကတော့ soda ပါမယ်ပြီးလို့ရှိရင်အသီးတွေပါမယ်ဒါပဲကဲအဲ့တော့ကျုံးရအောင် okay ကျွန်တော်တို့ညီမလိုပဲပုံးနဲ့ကိုထည့်ပြီးတော့ဖြော့မယ်ပုံးရပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ရေခဲထည့်မယ်ကဲကျွန်တော်ပုံးထဲကိုရေခဲထည့်ပြီးလို့ရှိရင်တော့ဖျားသီးထည့်မယ်โอเคပူစီနာထည့်မယ်ကဲပြီးလို့ရှိရင်တော့ကျွန်တော်တို့တံမြာသီးထည့်မယ်ဒီထဲမှာတံမြာသီးကဈေးပေါ်ဆုံးပဲခင်ဗျားလို့ပေါ့ဘာပြောနာကဲကျွန်တော်တို့ရေခဲတွေရောအသီးတွေရောထည့်ပြီးလို့ရှိရင်တော့ random နဲ့ထည့်မယ်အညာဘူးကုန်တွေမှာကပ်ပြီးကြံခဲ့မှာဆိုလို့ကဲကျွန်တော်တို့စင်မြင်း random နဲ့ထည့်ပြီးလို့ရှိရင်တော့ပို့ပြင်းအောင်လို့ဂျင်ထည့်မယ်ကဲပြီးလို့ရှိရင်တော့ကျွန်တော်တို့ juice ထည့်မယ် juice ကကျွန်တော်တို့ဒီမှာလိမ္မောပါတယ်ပြီးလို့ရှိရင်ဒါစပစ်ပါတယ်ကျွန်တော်ကဒီက juice ကအစီဆိုတော့ဗျာဒီလောက်ပဲထည့်မယ်ကဲထည့်လိုက်ကြတော့တကယ်ချင်းငဲ့လို့သေးโอเคနောက်ဆိုလို့ရှိရင်ရပြီပြီးလို့ရှိရင်တော့ကျွန်တော်တို့စပစ်ထည့်မယ်စပစ်โอเคโอเคကဲရပြီနောက်ဆုံးမှာတော့ကျွန်တော်တို့ဆိုဒါထည့်မယ်ရှယ်ပဲမှွေလိုက်မယ်မှွေနေရင်တော့မှအနက်မှွေးနေရတယ်တောက်လိုက်ရလို့ရှင်တော့ရှယ်ပဲအရသာနည်းနည်းလေးတော့ပြင်းတယ်ဒါပေမဲ့ကျွန်တော်တို့ရေခဲပြုတ်မှလည်းဆိုလို့ရှင်တော့အတော်ပဲကဲကျွန်တော်တို့မြည်ကြည့်လိုက်ကြရအောင်အားလုံးပဲရင်တိုက်ပါတယ်တောက်ကြပါဦးကျွန်တော်အေကိုဟောကများရယ်ဆိုပေမဲ့အသီးဖြော်ရည်လိုမျိုးဖြစ်နေအဝင်ချိုချိုလေးတွေမှာမူးကျင်နေဆိုတဲ့သူတွေကတော့အလုံးဝကွက်တိပဲမူးပြီးတော့မှားမဲ့သူတွေတော့မှားချင်လို့မူးကြမဲ့သူတွေတော့အဆင်ပြေတယ် Yeah boy ငါးခေါက်တော့ပြီလို့ရှိရင်တော့လုံးဝပလက်ကျုပ်ပြီးတော့ကကြင်ခုံနေတဲ့စိတ်ပေါ်လာလိုက်မယ်တောက်လို့ကောင်းတဲ့စုံမတောင်းနဲ့ခင်ဗျားတို့ကမူးလို့ငွေရင်ချော့မဲ့လို့မရှိဘူးဆိုတော့ကျွန်တော်ဒါတွေအကုန်လုံးကုန်အောင်လို့ကျွန်တော်ကောင်မလေးနဲ့2ယောက်တည်းတောက်လိုက်အောင်မယ်အားလုံးပဲ New York မှာပြန်ကြပါစေ Stay tipsy